ဒါနဲ့ငါနင်းတို့ကိုပြောအောင်မအရှင်တစ်ပတ်ကလေငါเจ้าကကလေးတယောက်ကိုအနိုင်ကျင့်လိုက်တာငိုပြီးပြန်သွားရတယ်ကွာသိလားနောက်တစ်ပတ်ကြာလေငါထပ်ပြီးအနိုင်ကျင့်ရင်ကောင်းမလားလို့ကောင်းတာမို့ကွာသူများကိုငိုအောင်လုပ်နိုင်တာဘယ်လောက်မိုက်ချတာချအေးเจ้าမမင်းနာမည်ကြီးတာပေါ့ကွာငါလည်းအားပေးတယ်ကွာနောက်တစ်ခါရှမ်းဖြစ်ရင်ငါတို့ကပါခေါ်တော့ပို့တူမိဝိုင်းတို့ရဲ့တုံ့ပြန်တန်းဒီကြောင့်ပို့တူတစ်ခုကိုမားနေမဲ့ချက်ချင်းရှိမ့်မြင်လိုက်သည်သူ့ရဲ့တငယ်ချင်းတွေကဒီလိုမျိုးမကောင်းတာလို့ကိုမြောက်ပင်ပြီးတဲ့ကြသူတွေမဟုတ်တာဖိုးတူးတေချာပေါင်းသိနေရလေတေချာပြီဒီကောင်နေငါတငယ်ချင်းမဟုတ်ဘူးငါဒီကနေလွတ်အောင်ပြေးရမှာကမ်းမမြင်လမ်းမမြင်ဆိုပေမဲ့ရှောက်လာတဲ့နေရာကိုပြန်ပြေးရင်တော့ရလောက်မယ်ထင်တာပဲတရက်မှာတော့ဖိုးတူးတို့တွေရွာတိကတော်လန်နေမှာတူတူပုံနဲ့ကစားနေကြတယ်ဖိုးတူးကဒီတက်ကဘသူရှာဖို့အလိတ်ကြရလဲတုတ်ဘောရှာမှာဒီကောင်ရှာမှာဆိုတွေ့မှာမပူနဲ့အေးစေးတာပုံးကြအေးပါမင်းတို့ပြောထားအောင်မို့ငါရအောင်ရှာပြမှာအဲ့လိုပြောပြီးတုတ်ဘောလေးဖိုးတူးတို့ကိုကြော်ပေးလိုက်တယ်ဖိုးတူးတို့လည်းပုံမို့နေရာရှာဖို့ကိုစီထွက်လာလိုက်ကြတယ်နေရာရှာနေရင်ဖိုးတူးကနေရာကြီးတစ်ခုကိုသွားတွေ့တယ်ဟာဒီနားကိုဒီနေရာဘယ်လိုရောက်လာလဲမသိဘူးဒီနေရာကကပ်ပုံးနေမှာနေတူတယ်ဖိုးတူးလည်းပြောပြောဆူဆူနဲ့နေရာဘေးကိုကတ်လိုက်တာနေရရဲ့တွင်ထဲကိုကျုံဝင်သွားတယ်။နေရအနောက်ရောက်သွားတော့ဖိုးတူလေးကြောင်အန်းဖြစ်သွားတယ်။ဟမ်ခုနကငါနေရပြင်မှမှာပါဘလို့လို့နေရနဲ့ရောက်သွားတော့ဟာဖိုးတူလေးတယောက်တည်းကြောင်နေလို့ရှေ့ကိုဆက်လျှောက်ကြည့်လာခဲ့တယ်။ရှောင်းလိုက်တနေရာရောက်တော့မိဝိုင်းတုတ်ပေါ်နဲ့ငပိန်တို့ကိုတွေ့လိုက်တယ်။ဖိုးတူလေးပြောသွားလို့မိဝိုင်းတို့စီကိုပြေးသွားလိုက်တယ်။ဖိုးတူကဟာဟဲ့အောင်နေမင်းတို့ဒီထက်ကိုရောက်နေကြလားကွာငါလည်းဘယ်ရဘလို့ရောက်လာမယ်မသိဘူးကွာနေရနဲ့ကိုဝင်သွားတာအေးငါတို့လည်းတူတူပဲဘလို့လို့ဒီရောက်လာလဲမသိဘူးကြည့်ရတာနေရအပြင်ပြန်ထွက်ဖို့ထွက်ပေါက်ရှိမယ်တင်နေထွက်ပေါက်လိုက်ရှာကြတာပေါ့ဒလူနဲ့ဖိုးတူလည်းမိဝိုင်းတို့နောက်ကိုဆက်လိုက်သွားခဲ့တယ်ရှောက်လာရင်နဲ့ဖိုးတူကဗိုက်စားလိုက်တာကွာဒီချိန်ထမင်းလေးနဲ့ကြက်သားဟင်းလေးနဲ့စားလိုက်ရရင်တော့လားဖိုးတူစကားကိုတုတ်ဘောကပြန်ပြေးမင်းကလေဒီတည်းကထွက်ဖို့တော့နီးလဲရှာနေရတာအစားအသောက်အကြောင်းတွေးနိုင်သေးရဲ့နော်တုတ်ဘောစကားအကြောင်းဖိုးတူအံ့ဟောသွားပြီးစိတ်ထဲကတွေးလိုက်တယ်နေအောင်တခုခုတော့မှားနေပြီပုံမှန်ဆိုဒီကောင်တုတ်ဘောကအစားအသောက်ကိုအရင်တွေးနေကြမလားအဲ့လိုတွေးမိပြီးဖိုးတူလေးတန်တရားစိတ်နဲ့စမ်းသပ်ဖို့စကားစပြောလိုက်တယ်ဒါနဲ့ငါနင်းတို့ကိုပြောအောင်မအရှင်တစ်ပတ်ကလေငါเจ้าကကလေးတယောက်ကိုအနိုင်ကျင့်လိုက်တာငိုပြီးပြန်သွားရတယ်ကွာသိလားနောက်တစ်ပတ်ကြာလေငါထပ်ပြီးအနိုင်ကျင့်ရင်ကောင်းမလားလို့ကောင်းတာမို့ကွာသူများကိုငိုအောင်လုပ်နိုင်တာဘယ်လောက်မိုက်ချတာချအေးเจ้าမမင်းနာမည်ကြီးတာပေါ့ကွာငါလည်းအားပေးတယ်ကွာနောက်တစ်ခါရှမ်းဖြစ်ရင်ငါတို့ကပါခေါ်တော့ပို့တူမိဝိုင်းတို့ရဲ့တုံ့ပြန်တန်းဒီကြောင့်ဖိုးတူတစ်ခုကိုမားနေမဲ့ချက်ချင်းရှိမ့်မြင်လိုက်တယ်သူ့ရဲ့တငယ်ချင်းတွေကဒီလိုမျိုးမကောင်းတာလို့ကိုမြောက်ပင်ပြီးတဲ့ကြသူတွေမဟုတ်တာဖိုးတူးတေချာပေါင်းသိနေရလေတေချာပြီဒီကောင်နေငါတငယ်ချင်းမဟုတ်ဘူးငါဒီကနေလွတ်အောင်ပြေးရမှာကမ်းမမြင်လမ်းမမြင်ဆိုပေမဲ့ရှောက်လာတဲ့နေရာကိုပြန်ပြေးရင်တော့ရလောက်မယ်ထင်တာပဲဖိုးတူးလည်းအဲ့လိုတွေကကြံစင်လိုက်ပြီးဝင်လာခဲ့တဲ့နေရာကိုပြေးဖို့အတွက်လှည့်ထွက်လာလိုက်တယ်ဖိုးတူးအဲ့လိုလှည့်ထွက်သွားတာကိုမိဝိုင်းတို့သိတော့ဖိုးတူးနောက်ကနေပြေးလိုက်ကြတယ်ဖိုးတူးလည်းနောက်ကလိုက်လာတာသိတော့အသက်ကုန်ပြေးတော့တာပေါ့ဖိုးတူလည်းပြေးလာရင်နဲ့ဝင်လာခဲ့တဲ့နေရာကိုရောက်လာပြီမယ်နေရကြီးနဲ့ပဲပိတ်နေခဲ့တာပါအဲ့ဒါနဲ့ဖိုးတူလည်းပြေးနေရက်လိုက်တော့မိဝိုင်းကဖိုးတူကိုပြောတယ်မင်းကဘယ်ပြေးကျင်တာလဲနေရှိမှနေရမရှိတော့တာနော်ငါတို့လက်ကလွတ်မယ်ထင်လို့လားဖိုးတူလည်းတစ်ချက်စဉ်းစားလိုက်ပြီးဒီလိုမှမလုပ်ရင်မလွတ်တော့ဘူးတူနေနေရကိုပဲပြေးတိုင်လိုက်တယ်ဖိုးတူလည်းအတွေးမှန်သွားလို့နေရကြီးရဲ့ပြင်ဘက်ကိုပြန်ရောက်သွားခဲ့တာပါနေရပြန်ရောက်ချင်းတုတ်ဘောနဲ့ဆုံနေတုတ်ဘောကဟာဖိုးတူမင်းကိုရှာတွေ့ပြီကွနောက်တစ်ခါမင်းရှာကလေးပဲဖိုးတူလေဒါကတုတ်ဘောစင်ဟုတ်မဟုတ်စိုးရင်နာနဲ့စစ်မင်းကိုလှုပ်ပြန်နေအေးပါဒါနဲ့မင်းကအောင်လိုက်ရှာနေရဘိုက်မစားဘူးလားစားဖို့ကွာတတော်လုံးပတ်ရှာနေရမင်းအရင်တွေ့တာပဲကွတော်ပြီကွမင်းမသားမင်းမဲဟိုကောင်တွေကိုဆက်ရှာတော့ငါတော့ဘိုက်စားလို့ခဏနာပြီးတော့မဟုတ်စားအောင်ပါအဲ့လိုပြောပြီးတုတ်ဘောကထွက်သွားတယ်ဖိုးတူကလည်းတယောက်တည်းကြံရစ်တယ်ဒါဆိုသိကြပြီ
အစားအသောက်တလောက်မှန်နေရဒါတကယ်တုတ်ပေါ်ပြီတော်သေးရပေါ့ငါကဘာငါပြန်ရောက်လာလို့ဖိုတူအဲ့လိုပြောနေချင်းငပိန်ရှောင်းလာတယ်ဟဲ့အောင်ဖိုတူမင်းကတော့ပေါ်ရှာတွေ့သွားမလားဟိုကောင်တုတ်ပေါ်ရောတုတ်ပေါ်ဘယ်ရောက်သွားလဲလားမရှာနဲ့ကြားလို့ထွက်လာခဲ့တာဖိုတူလေငပိန်ကိုပြပြတဲ့မြအကြောင်းစုံကိုပြောပြလိုက်တယ်ငပိန်လေအန်ဟောထိတ်လန့်သွားတယ်ဒါဆိုကိုချက်ကြီးကိုလှမ်းကူညီတောင်းအောင်လေမိကြုံခဲ့ရတာထူးဆန်းတော့ငါတို့လည်းအပြေရှာလို့ရမှာမဟုတ်ဘူးအေးဒီလိုပဲလုပ်ကြတာပေါ့တော့ဘောကိုတော့ပြောမနေပါနဲ့ကွာသူကကြောက်တတ်တာနဲ့ဒီမှာပဲထားခဲ့လိုက်ပါဒါနဲ့မိဝိုင်းရောသူလည်းပုံနေဦးတင်နေမိဝိုင်းလည်းထားခဲ့လိုက်လေအကုန်လုံးသွားရင်တခုဖြစ်တာသိကြရင်အကုန်ဒုက္ခရောက်ကုန်လိမ့်မှာအဲ့လိုနဲ့ဖိုတူလည်းချက်ကြီးကိုဖုန်းဆက်လို့အကျိုးအကြောင်းပြောပြပြီးကိုညီပေးဖို့လမ်းခေါ်လိုက်တယ်ခဏနေတော့ကိုချက်ကြီးရောက်လာပြီးဖိုတူတို့ကိုပြောလိုက်တယ်ဟေ့ကလေးတွေမောလိုက်တာကွာမင်းတို့ကလေဒီအထိလာဆော့ရတယ်လို့အဲ့ဒါတာထားပါအောင်ကိုချက်ကြီးကျွန်တော်တို့ဟိုနေရာကိစ္စပဲအရင်ပြောကြရအောင်အေးဖိုးတူပြောပုံရဆိုဒီတက်ဝင်သွားတာနဲ့ဟိုလေးယောက်ကိုရှာတွေ့ရမလားဟုတ်တယ်ဗျကျွန်တော်နေရာနာကက်ရုံရှိသည်အလိုလိုထိရောက်သွားတာဒါဆိုတို့တွေလည်းဝင်ကြည့်ပြီးတော့အပြေရှာကြတာပေါ့အဲ့လိုပြောပြီးချက်ကြီးဖိုးတူနဲ့ငပိန်တို့လည်းနေရာထဲကိုပြေးဝင်သွားလိုက်ကြတယ်ဒီလိုနဲ့နေရကြီးတဲ့ရှောက်မှာငပိန်လည်းအံ့ဩသွားတယ်။ဟာတကယ်ကြီးဟိနေရနဲ့ကိုဖောက်ဝင်သွားတာ။ငါကြည့်နေကြတိုင်းကားတွေတည်းရလူပဲကွ။အဲ့ဒီအချိန်ကိုချက်ကြီးကဖိုးတူပြောတဲ့လူကြီးပဲမလဲကွမတွေ့ပါလား။ရှင်းနေနဲ့ဆက်လျှောက်ရအောင်ဒီနားမှာတော့သူတို့မရှိတော့ဘူးဗျ။ဖိုးတူလည်းချက်ကြီးနဲ့ငပိန်ကိုဥဆောင်ခေါ်သွားလို့တနေရာရောက်မှာတော့နေရနေကမိဝိုင်းငပိန်နဲ့တုပ်ဘောတို့တွေ့လိုက်ရတယ်။ဖိုးတူကိုလည်းရှင်းလိုက်ကြပြီးကိုချက်ကြီးကစကားစပြောလိုက်တယ်။မင်းတို့ကဘာသူတွေလဲ။ဘာလို့ပြင်ရလူတွေနဲ့ချွတ်ဆွတ်တူနေရလဲဟမ်။တူချက်ကတော့ကိုချက်ကြီးကျွန်တော်ပြန်မြင်နေရတယ်ဗျာ။ဒါပေမဲ့နေရပြင်ကငါပို့ချောနေတယ်လို့ပဲ။ငပိန်အဲ့လိုပြောလိုက်တော့နေရနေကငပိန်ကပြန်ပြောတယ်။အောက်မှာမင်းလဲဒီရုပ်ငါလဲဒီရုပ်ပဲ။အယူကတမှုတာမနေနဲ့ကွ။ဒီတော့နေရနေရမိဝိုင်းကတော်ကြစမ်းကဲပြောစမ်းမအောင်ဖိုးတူနင်းကကံကောင်းလို့လွတ်သွားတာကိုပြန်လာတယ်ဆိုတော့ငါတို့ကိုရန်လာစတာလားအေးနေရနေရတုပ်ဘွားတော့ညှာနေမှာမဟုတ်ဘူးနော်ဗလားနေစားနေဟိအဲ့လိုပြောပြီးနေရနေရတုပ်ဘွားကဗလားတွေပြလို့ဟင်းကြီးပြေနေကိုချက်ကြီးကစိတ်မရှိရဲ့လေတန်နဲ့ထပြောလိုက်တယ်အေးတို့တွေကလည်းအစရန်ရှာဖို့လာတာမဟုတ်ဘူးအခုကပြောမရဆိုမြလေးတွေဆိုတော့လေမတက်နိုင်ဘူးနှိမ်နေရတော့မှာပဲဒီတော့နေရနေရမိဝိုင်းကပြောပြန်နေလှုပ်ချင်တိုင်းလှုပ်လို့ရမယ်ထင်းနေရလားကျမတို့ကသူ့ရောက်နေပြီအစွမ်းနေအများကြီးရှိတယ်အေးပါနင်တို့ပဲစွမ်းမလားငါပဲစွမ်းမလားကြည်ကြသေးတာပေါ့အဲ့လိုပြောလိုက်တော့ဖိုတိုစိတ်ပူပြီးချက်ကြီးနာကက်လို့တိုးတိုးလေးပြောလိုက်တယ်ဖြစ်ပါမလားကိုချက်ကြီးသူ့ရောက်နေတယ်ဗျသူ့ရောက်ဆိုတာခုမှမြင်ဘူးလားဘလို့နေနေမှလဲဖိုးတို့ကလေကိုချက်ကြီးကိုသာရှုံလိုက်စမ်းမတရေဖုတ်တပတ်မကားလို့သူ့ရောက်မှဖြစ်ဖြစ်ချက်ကြီးလက်ကြီးပြက်စီးစရာမင်းကွချက်ကြီးလည်းပြောပြောဆိုဆိုနဲ့မျက်စိကိုမိကလက်အုပ်ကြည့်ပြီးပါဇက်ကပွားစီနဲ့ရုတ်တည်သူရောင်ဖွဲကလည်းသူတို့ရဲ့စွမ်းတွေကိုထုတ်လို့ချက်ကြီးကိုတိုက်ခိုက်ဖို့ပြေးလာကြတယ်ချက်ကြီးနားရောက်တော့သူရောင်နေလေအနာကက်မရပဲအနီအောင်စမိုင်းကြီးပေါ်လာလို့သူတို့ကိုချုံနှောင်ပြီးသားဖြစ်သွားတယ်ချက်ကြီးလည်းအဲ့ဒီကမျက်စိပြန်ဖွင့်ပြီးပြောလိုက်တယ်ကဲဘယ်ပြေးမလဲကွာဟမ်ချက်ကြီးကိုလာမဆမ်းပါနဲ့လို့ပြောသားပဲတော်ရင်ဗျာကိုချက်ကြီးကျွန်တော်ကတော့လေးစားပြီးရင်လေးစားသွားပြီဗျာဒီတော့နေရနေရငပိန်ကဟုတ်ကောင်မင်းတော်လိုက်စမ်းငါရုပ်ငါအတန်နဲ့ပြောမနေစမ်းနဲ့အောင်မမင်းကသာငါ့ကိုကော်ပီယူထားတာကွသူတို့ရံပြင်းနေကြတော့စီဝိုင်းနေရမိဝိုင်းနဲ့တုပ်ပေါ်နဲ့စိတ်တူတူနဲ့ထားသွားပြီနေရနေရမိဝိုင်းကမော့ဆရာဆုပ်ပလို့ငါတို့လှုပ်စမ်းဒီလောက်နဲ့မင်းငါတို့ရှင်းလို့ရမယ်ထင်းနေရလားငါလွတ်တာနဲ့မလွယ်ဘူးမှန်တော့ကိုချက်ကြီးဘလို့ဆက်လို့ကြောင်နေဗျဒါလောက်စိုးနေမှာတော့တခါတည်းရှင်းရတော့မှာပဲကွာချက်ကြီးလည်းအဲ့လိုပြောလို့ကာရာထက်ရွတ်ပြီးသူ့ရဲ့ကိုယ်ပိုင်မှော်တို့ကိုဝှေ့ရန်လိုက်တယ်အဲ့လိုလုပ်လိုက်တော့စီဝိုင်းထဲမှာရှိရဲ့သူရောင်ဖွဲ့လေးအော်ဟင်းလိုပြောက်ွယ်သွားကြတယ်အမလေးကဲကြပါအောင်ကဲအခုတော့အားလုံးရှင်းနေသွားပြီပြန်ကြတော့မလားဒီမှာဆက်နေလို့မကောင်းဟုတ်ပြန်ကြမယ်လေကိုချက်ကြီးအပြင်မှာမိဝိုင်းနဲ့တို့ပေါ်လေးကြံခဲ့တာ
လိုက်ရှာနေကြအောင်ပဲကျေးဇူးတင်ပါတယ်ဗျာကိုချက်ကြီးသာမရှိရင်အကုန်ဒုက္ခရောက်တော့မလို့ဗျချက်ကြီးလေးနည်းနည်းမြောက်သွားတဲ့လေးတန်းနေအေးပါကွာဒီလောက်လည်းမဟုတ်ပါဘူးကိုချက်ကြီးတော်တာမင်းတို့လည်းသိသားပဲအဲ့လိုပြောပြီးနေရပြန်ထွက်ဖို့လမ်းရလမ်းအတိုင်းပြန်လာလိုက်ကြတယ်နေရပြင်မဲ့ပြန်ရောက်မှဖိုးတူနဲ့ငပိန်လည်းမိဝိုင်းတို့စီကိုသွားဖို့လုပ်လိုက်တယ်ဖိုးတူကဒါဆိုကျွန်တော်တို့မိဝိုင်းနဲ့တို့ဘောစီသွားလိုက်အောင်မေဗျအေးနောက်မှဆုံးမယ်ကွာအကူညီလုံးလည်းဖုန်းဆက်လိုက်ပေါ့ဒါနဲ့မိဝိုင်းတို့ကိုခေါ်ပြီးအိမ်တိုင်းပြန်ကြနော်ချက်ကြီးလည်းအဲ့လိုပြောပြီးပြန်သွားတယ်ဖိုးတူနဲ့ငပိန်လည်းမိဝိုင်းတို့ရှိမဲ့စီကိုသွားလိုက်ကြတယ်လမ်းတနေရာရောက်မှမိဝိုင်းနဲ့တို့ဘောတွေ့လိုက်ကြတယ်ဖိုးတူလည်းပြောသွားလို့မိဝိုင်းနဲ့တို့ဘောစီကိုပြေးဖက်လိုက်တယ်အဲ့လိုလုပ်လိုက်တော့မိဝိုင်းနဲ့တို့ဘောလည်းအံ့ဩသွားပြီးမိဝိုင်းကအမလီဟဲ့ဖိုးတူဘာဖြစ်တာလဲဟာရုပ်တဲ့ကြီးဘာလို့လာဖက်နေရလဲငါစားထားတယ်ပါပြန်ထွက်တော့ဖဲအောင်ကွာဖိုးတူကမင်းတို့ကိုတွေ့ရတာဝမ်းသာလို့နေမှာပါကွာငါလည်းမင်းတို့ကိုတတိယနေရကွာငပိတ်စကားကိုမိဝိုင်းကနားမလည်တဲ့လေတန်းနဲ့ပြောလိုက်တယ်နေရမှာဘာဖြစ်နေရတော့ငပိတ်ရဲ့ငါကောင်းတော့မိုးလာပြီအေးလေဖိုးတူရောငပိတ်ရောဘာဖြစ်ကြလဲတရက်ပူးကန်လာရတာလားဟာဖိုးတူကပြန်ပြောလိုက်တယ်ပုတ်ပါကွာငါတကယ်ဝမ်းသာလို့ပါငါဘွားမှာမင်းတို့တွေကရေးကြီးဆုံးမှာပဲတငယ်ချင်းတို့ရဖိုးတူလည်းအဲ့လိုပြောလို့မိဝိုင်းနဲ့တို့ဘောပြန်ဖက်လိုက်တယ်ငပိန်လည်းလိုက်ဖက်လို့မိဝိုင်းနဲ့တို့ဘောကတော့သူတို့နှစ်ယောက်ကြားညက်ပြီးကိုယ့်ရုပ်ကာယဖြစ်နေတော့တာပါ